နဘန်သမားဖြစ်ချင်ခဲ့ပေမဲ့ဘောလုံးသမားဖြစ်လာခဲ့ပြီးနိုင်ငံအတွက်ဂုဏ်တက်စေခဲ့တဲ့ကစားသမားဘဝမှာကိုဖြစ်ချင်တာနဲ့တကယ်လက်တွေ့မှာဖြစ်သွားခဲ့တာတွေကတခြားစီလိုဖြစ်သွားတတ်ပါတယ်စံနာတဲ့ဘဝထပ်တူကြဖို့ဆိုတာတာမန်လူတန်းစားလေးတယောက်တော့တိတ်ပြီးတော့မလွယ်ကူတဲ့အရာတစ်ခုလိုပဲပြောရမှာပါလောကမှာအဲ့ဒီလိုအခြေအနေမျိုးနဲ့ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်တွေမှာအများကြီးပါပဲကြီးလာရင်ဘာဖြစ်ချင်လဲဆိုတဲ့မိဘရဲ့မိကုန်းကိုဘာဖြစ်ချင်ပါလဲဆိုပြီးပြန်လဲဖြေကြားခဲ့ပေမဲ့တကယ်အရွယ်တစ်ခုကိုရောက်လာခဲ့တဲ့အခါမှာဖြစ်ချင်ခဲ့တာနဲ့ဖြစ်နေတာတွေကတခြားစီလိုဖြစ်ပါတယ်ကြီးလိုက်စစ်သားကြီးလုံးမယ်ဆိုပြီးဖြေးခဲ့မှုတွေလူတချို့ကတော့အခုလောက်ဆိုရင်စံနာတဲ့ဘဝထက်တူကြနေလောက်ပါပြီကြီးလိုက်ဆရာဖြစ်ကျင်ပါတယ်ဆိုတဲ့လူတချို့ကလည်းမြို့စိုက်ကားဆရာကြီးဆိုပြီးအခေါ်ခံနေရပြီထင်ပါတယ်ဆရာတော့ဆရာပါပဲဒါပေမဲ့မြေပြူကိုင်းနဲ့ဆရာမဟုတ်ဘဲနဲ့စိုက်ကားနေတဲ့ဆရာပါအဲ့ဒီလိုစံနာတဲ့ဘဝထက်တူကြတဲ့လူတချို့လည်းရှိထားခဲ့တယ်လို့လက်တွေ့ကြဖြစ်ချင်တယ်လို့ဖြစ်မလာခဲ့တဲ့လူတွေလည်းလောကမှာအများကြီးပါပဲရောက်တဲ့နေရာမှာစင်ပြောင်ကြိုးစားရင်းနဲ့အကောင်းဆုံးဖြစ်အောင်လှုပ်ဆောင်နေခဲ့သူတွေလည်းလောကမှာအများကြီးရှိပါတယ်။အဲဒီလိုဖြစ်ချင်တာနဲ့ဖြစ်နေတာလက်တွေ့မကျခဲ့ပေမဲ့ဖြစ်တည်လာတဲ့အရာကိုအကောင်းဆုံးလှုပ်ဆောင်နေတဲ့သူကမန်စီးတီးအသင်းရဲ့လူငယ်နောက်ခံကစားသမားလေးခူဆာနော့ဖ်ပါပဲ။အဗာဒိုခူဆာနော့ဖ်ဟာငယ်စဉ်ကကိုကာရပိုင်ပြင်းပြင်းထန်ထန်လေ့ကျင့်ခဲ့သူတစ်ယောက်ဖြစ်ပြီးဘာကြောင့်အဲဒီလိုလေ့ကျင့်ခဲ့ရတာလဲဆိုရင်သူကနဘန်သမားတစ်ယောက်ဖြစ်ချင်ခဲ့တဲ့အတွက်ပဲဖြစ်ပါတယ်။ဒီစကားကိုကြားရင်ခူဆာနော့ဖ်ရဲ့လက်ရှိခန္ဓာကိုယ်ဖွဲ့စည်းပုံကိုကြည့်ပြီးတချို့တွေကရည်ကျင်ရည်ကြပါလိမ့်မယ်။ဘာကြောင့်လဲဆိုရင်ခူဆာနော့ဖ်ဟာလူကောင်ကြီးတဲ့ထဲမှာမပါဘဲလူကောင်သေးတဲ့အနေထားမှာရှိပါတယ်။ဒါပေမဲ့လည်းသူ့ရဲ့ဖခင်ကဘောလုံးနီးပြအနေနဲ့အသက်မွေးလိုက်တဲ့အခါမှာခူဆာနော့ဖ်ရဲ့ယုံကြည်ချက်ပြောင်းလဲသွားပြီးဘောလုံးပေါ်စိတ်ဝင်စားမှုပြင်းပြလာပါတယ်။ဒါနဲ့ပဲ2022ခုနှစ်သူ့သက်18နှစ်မှာဘီလာရုကလပ် Energetic BGU Miss နဲ့စီနီယာကစားသမားပွဲဥထုတ်ကိုစတင်နိုင်ခဲ့ပါတယ်။အဆိုပါအသင်းမှာပင်တိုင်ပွဲထုတ်ခွင့်28ပွဲရရှိခဲ့ရမှာနောက်ခံလူတစ်ယောက်ဖြစ်ပေမဲ့ပြစ်ဒဏ်ဘောတွေပယ်နယ်တီတွေပင်တိုင်ကန်သွင်းရပြီး3ဂိုးသွင်း4ဂိုးဖန်တီးနိုင်ခဲ့ပါတယ်။ဒါဟာပြည်သိလီဂိုကလပ်လန်စကလာတဲ့ကင်းတောက်တွေရဲ့အာရုံကိုဖန်ဆားနိုင်ခဲ့တဲ့အချက်တစ်ချက်ပါပဲ။ဆိုတော့2023မှာကူဆာနော့ဖ်ဟာပြည်သိကလပ်လန်စ်အသင်းစီယူရိုတသန်းနဲ့ရောက်ရှိခဲ့ပါတယ်။သူဟာလီဂိုဝင်းရဲ့သမိုင်းတစ်လျှောက်ပထမဆုံးဥဇဘက်ကစားသမားဖြစ်နေမှတ်တမ်းဝင်ခဲ့တယ်လို့သူဟာလီဂိုဝင်းရဲ့သမိုင်းတစ်လျှောက်မှာနောက်တစ်နှစ်ခွဲကြာမှာသူ့ကိုပရီးမီးယားလိထိပ်သီးကလပ်မန်ချက်စတာစီးတီးကယူရိုသန်း40နဲ့ထပ်မံခေါ်ယူခဲ့ပြန်ပါတယ်။လန်စ်သင်းဟာကစားသမားရောင်းချမှုကနေခူဆာနော့ဖ်လောက်မြန်မာတွေပြောင်းရွှေ့ခြင်းမရရှိဘူးသေးပါဘူး။အသက်21နှစ်ရွယ်နောက်ခံကစားသမားလေးဟာပရီးမီးယားလိပထမဆုံးဥဇဘက်ကစားသမားတစ်ယောက်ဖြစ်တဲ့အတွက်တနိုင်ငံလုံးအတွက်ဂုဏ်ယူစရာဖြစ်ခဲ့ပြီးတော့ဂုဏ်ပြုချီးကျူးမှုတွေပိုင်ဆိုင်ထားတဲ့သူပါယူဘာကလည်းလူတကာရဲ့ချီးကျူးဂုဏ်ပြုခြင်းတွေကိုပိုင်ဆိုင်ထားတဲ့ကစားသမားလေးဟာကျိုးဆောင်အားထုတ်မှုပိုင်းမှာပြောစရာမရှိလောက်အမှားကျွလွန်ပြီးရင်လေကလေးသူငယ်တစ်ယောက်ပေါ်မှာဦးလိုက်တဲလိုက်ငိုကြွေးတက်တာကြောင့်မန်စီးတီးပရိသတ်တွေရဲ့နှလုံးသားကိုအချိန်တိုတွင်းမှာသိမ့်ပိုက်ထားခဲ့ပါတယ်သူဟာဖေဖော်ဝါရီမှာအသင်းရဲ့တလတာကောင်းဆုံးကစားသမားစုလက်ခံရရှိခဲ့တယ်လို့အခုတစ်ပတ်တွင်းမှာပဲသူချစ်သူကိုလက်ထပ်ခွင့်တောင်းတဲ့အခါမှာ Yak ဆိုတဲ့အဖြေရရှိခဲ့တာကြောင့်လာမယ့်မီမှာမင်္ဂလာပွဲဆင်နွှဲသွားတော့မှာဖြစ်ပါတယ်အခုလာမယ့်နိုင်ငံတကာပွဲစဉ်တွေဝင်နှွှဲဖို့အမေနိုင်ငံစီပြန်လာချိန်မှာတော့ဥဇဘက်ကစားသမားဝင်ကြီးဟာခူဇာနော့ဖ်ကိုမာစီတီကာစီလက်ဆောင်ပေးရက surprise လုပ်ကြိုးဆိုခဲ့ပါတယ် FIFA ကမ္ဘာ့စစ်58မှာရက်တည်နေပေမဲ့ကမ္ဘာကျော်ကစားသမားဆိုလို့လောက်လော်လာမထွက်ပေါ်ခဲ့ဘူးတဲ့ဥဇဘက်ကစတန်အတွက်ခူဇာနော့ဖ်ဟာတမ်ပီကိုဘောလုံးဆက်ကုန်ပေါ်မှာမျက်နှာပွင့်စေတဲ့လူငယ်တစ်ယောက်ဖြစ်နေအသက်မတ်ရတော့မှာပါ